ICJ တရားစီရင်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ဒီပြုမှာရှိနေတဲ့ ICJ တရားရုံးမှာရပေါင်း20ကျော်ပေါင်းတရားရင်ဆိုင်ပြီးတော့မှဒီနေ့အဆိုရင်အားလုံးပဲမိကလက်ချောင်းချန်တဲ့ကနေပြင်လိုက်ပါထုတ်ခဲ့ပါတယ်။ဟန်စီကျေလာပြောင်းလာတဲ့ဝန်ကြီးကိုပိုကိုလိုင်းမေးပုံကိုပြန်ဖတ်ဝင်ပြီးစပြလိုက်ပါလားခင်ဗျာ။ဒီနိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ဒီကြားနာမှုက ICJ မှာနောက်ဆုံးအဆင့်တစ်ပတ်စုံပြီးရှောက်လဲကြားနာမှုဖြစ်ပြီးတော့ဒီမှာလည်းအရေးကြီးဆုံးအဆင့်လည်းဖြစ်ပါတယ်။ဒီမှုရဲ့အရေးကြီးဆုံးကိုလည်းအားလုံးကသိရှိပြီးသားဖြစ်ကြပါတယ်။ဒီတရားနဲ့ဆိုင်မှုမှာတေးမရှိဘူး။ဘုရားချန်ပီယံဆိုတာရှိတော့အရှုံးနဲ့အနိုင်ဆိုတာရှိတယ်။ကျွန်တော်မြန်မာနိုင်ငံအနေနဲ့ကတော့ဒီမှုမှာဘယ်လိုမှရင်းနှီးလို့မဖြစ်တဲ့အတွက်ကျွန်တော်တို့အဖွဲ့လုံးဒီပုံချက်ခဲစူးစမ်းပြီးတော့မှရင်ဆိုင်သူ့ကြည့်စောင့်နေကြပါလေ။ကျွန်တော်တို့ဆိုတဲ့နေရာမှာမြန်မာနိုင်ငံကတော်ရောက်ရင်ဆိုင်တဲ့သက်ဆိုင်ရာဘုံဌာနဘောင်းကိုပါဝင်တဲ့လုပ်ငန်းအဖွဲ့အပြင်ကိုပဲဆက်ဆက်ရှိနေတဲ့မြန်မာခံရုံးကတမန်ကြီးတွေကခံရုံးဝန်ထမ်းတွေနိုင်ငံကရှင်းနေဖွဲ့တွေလည်းပဲအတူတူကပူးပေါင်းပြီးတော့မှလုပ်ကိုင်နေကြတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီဆိုင်ရဲ့ဒီကောင်းစီလုံးမှာလည်းပဲချိန်ကိုလုပ်ပြီးတော့မှဒီကလက်ချက်နဲ့လုပ်ကိုင်ကြတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအားများများကျိုးပန်းလုပ်ဆောင်ရတာဖြစ်ပါတယ်။ကျိုးလေးတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ညာဘုံပေါ့ဒါကလုပ်ဖြစ်ကြတာဖြစ်ပါတယ်။ဒါတော့ဒီမှုကခုရပေါင်း20မှာလည်းဒီဌာနလုပ်ပြရတာမဟုတ်ပါဘူး။ကျွန်တော်တို့ငန်းပွဲဟာဒီမှုမှာနိုင်ငံလုံးနဲ့နိုင်ငံတော်မှာဥပဒေခြေပနိုင်လို့ပဲ9နှစ်လောက်ယူပါတို့တကယ်တူပါနေတော့မှဆောင်းပြရဖြစ်ပါတော့။ဒီကနေ့မျိုးစိတ်ကောင်းမျိုးတွေလည်းပဲကြုံနေရပါတယ်။ဒီလိုနေသားနေပြီးတော့ဒါပဲပြောနောက်ဆုံးကျမ်းစာမှာတော့ကျွန်တော်တို့ဒီမှာခံရတဲ့ဒီမှာဆောင်းရနိုင်နေပါလေသင်ပြချင်ပါတယ်နော်။ဒါလိုနေနဲ့ဒီတိုင်းဆိုင်ရာမှာရောချစ်လက်တိုင်းဆိုင်ရာမှာဒါလေးကိုပြည့်ပြည့်စုံစုံခံနိုင်လို့နဲ့အခြေအနေပြုစုပြကြနိုင်ခဲ့ပါဒီအတွက်လည်းပဲယေရှုတင်လိုက်သူတွေအားလုံးကိုဒီနေရာကနေပြီးတော့မှယေရှုတင်စကားလေးပြောကြားလိုပါတယ်ပထမဆုံးယေရှုတင်ရတာကတော့ဒီမှုနဲ့ပတ်သက်လို့အစကနေအဆုံးထိကျွန်တော်တို့ပွဲကိုလူယုံကြည်ကြည်နဲ့တာဝန်ပြည့်ခဲ့ပြီးတော့လူအပညာကိုလည်းပဲဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တဲ့နိုင်ငံတော်အကြီးအကဲယာယီသမ္မတနဲ့တော့အကြီးအကဲများအားလုံးကိုထူးတဲ့ကျေးဇူးတင်ပါတယ်။အဲဒီနောက်ဒီဥစ္စာလုံး9နှစ်တာကာလလောက်မှာနောက်ဆုံးရပေါင်း20အထိစီလုံးလုံးညီညွတ်ညွတ်နဲ့အစအအရာရာနေနာခံပြင်ပန်းခံပြီးတော့မှပါဝင်ဆောင်ရွက်ပေးကြတဲ့ကျွန်တော်ရဲ့ရေပေါ်ရေပဲ ICJ လုပ်ငန်းအဖွဲ့ကိုလည်းပဲသူကျေးဇူးတင်ရပါတယ်။ကျွန်တော်နဲ့ကျွန်တော်ရဲ့ဖြစ်မှန်ကိုနားလည်သိရှိပြီးတော့မှကျွန်တော်ဘက်ကနေပြီးတော့ဝိချီတန်းကြီးကိုပဲနဲ့စေနာအပြည့်နဲ့ကုလကာဝယ်ရှောက်လဲပေးခဲ့တဲ့နိုင်ငံတကာအဖွဲ့ကိုလည်းသူလည်းကျေးဇူးတင်ပါတယ်။ဒါပြင်ဒေသနိုင်ငံတဟိကလိုမှာတော့ရောက်ပြီးတော့မှတရားစီရင်ဆိုင်ရတဲ့အချိန်တိုင်းမှာစကားအရာအဆင်ပြေအောင်ဘာမှပံ့ပိုးပေးကြတဲ့သက်ဆက်ကမြန်မာတိုင်းရုံးနဲ့အယုံဝန်ထမ်းတွေပထမလေးစိတ်တွေမှာလာပြီးတော့မှပြင်ပေးကြတဲ့မြန်မာနိုင်ငံနဲ့အယုံတွေအားဒီလိုပဲကျွန်တော်ရဲ့ဥပဒေစနစ်တွေရှင်းလမ်းမှာဆက်ပေါ်ဝင်နေအောင်မြန်မာနိုင်ငံဥပဒေနေပြီးတော့မှချက်လက်တွေလက်နဲ့ကြီးစားအများပြားကိုပြည့်ပြည့်စုံစုံရအောင်ဒီနေ့ကကျိုးပန်းဆက်ပေါ်ပေးကြတဲ့ဝန်ကြီးဌာနတွေမီဒီယာနဲ့အပေါ်ဝင်ပေးကြတဲ့ကျွန်တော်ရဲ့ရေပေါ်ရေပဲဒီအားလုံးကိုလည်းသူကျေးဇူးတင်ပါတယ်။ဒါပြင်ကိုပဲတကယ်မျိုးစိတ်ကောင်းမှုမျိုးကြားရနေပြီးတော့မှမိမိတို့နိုင်ငံရဲ့အဖြစ်အမှန်တွေကိုဘာသိအောင်တတိရှိရှိနဲ့မိမိဆန္ဒအလျောက်လိုက်ပါပြီးတော့မှတတိဖြစ်ဆိုကြတဲ့မြန်မာနိုင်ငံဘက်ကတတိကိုလည်းသူပဲကျေးဇူးတင်ပါတယ်။ဒီပြင်တော့ကျွန်တော်ရဲ့ ICJ ဆိုင်ရာမြန်မာအဖွဲ့ကိုရင်းနှီးတဲ့လောက်ပြီးတော့မှလူတဲ့လေးထောက်ခံအားပေးကြတဲ့မိမြန်မာပြည်ရဲ့ပြည်သူလူထုတရားတော်ကို
ကျွန်တော်တို့ကစင်ဟာဝပြည်သူ့ပြည်တော်မှာတတိယမှာဖြစ်ပါလေဒီလိုဒီလိုလူတရားလုံးကနေဒီမှာကျွန်တော်အပိယတိကဲမှာကျွန်တော်တို့ကဘုံမထနိုင်တဲ့ဟောအားပဲဖြစ်တယ်ဒီလိုပါတဲ့ဘက်ကစစ်နိုင်နေဆိုတဲ့ဆိုလိုစကားတိုင်းနိုင်ငံတော်အစိုးရနဲ့ဒီလိုလူကြီးအခုလိုစစ်စစ်လုံးလုံးညီညွတ်ရတဲ့ဆက်ပြီးတော့မှလက်တွဲဆောင်ရွက်ကြမယ်ဆိုရင်ဘယ်လိုပဲစိတ်ကြမ်းတဲ့စီပုံမျိုးဆိုအောင်မြင်ပြီးထွက်သွားနိုင်တယ်လို့ယုံကြည်ပါတယ်။ဒီလိုအလုပ်ဒီနေ့တောက်ပံ့နေကြတဲ့နိုင်ငံတော်ရဲ့ဆောက်ရေးမှာကျွန်တော်ရဲ့အစည်းအဝေးညီညွတ်မှုနဲ့ဆွေးနွေးအောင်နာကကိုဒီလိုကဆောင်ရွက်ရပါလို့တိုက်တွန်းရတဲ့ဒီလိုချုပ်ပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်